ကားမပြောဘဲနေနိုင်တဲ့မိရဲ့စိတ်ဓာတ်လေးကိုတော့သဘောကျမိပါကြောင်းပြောပြရစေတကယ်တော့လေမင်းကပုပ်ကိုစကားမပြောဘဲရစ်ပုံများစွာဥပိ္ပခပြုနိုင်တာကိုမြင်ရတာခုမှအော်ရသလိုရင်လဲရနာခဲရပါတယ်ကိုဘက်ကတော့မင်းစီကစာလေးတစ်ကြောင်းတန်လေးတစ်ချက်ကြားရဖို့ဖုံးလေးကိုပဲတစ်နေ့လုံးကြည့်နေမိသူပါမင်းတို့ကိုကရမပါတဲ့သူတယောက်ဖြစ်နေလို့ပဲလားဒါမှမဟုတ်ကိုရဲ့ခံစားချက်တွေကိုမင်းကလုံးဝဂိမစိုက်တော်လို့ပဲလားကိုနဲ့စကားမပြောဘဲနေနိုင်တဲ့မင်းရဲ့အဲ့ဒီလိုခိုင်မာလုံးတဲ့စိတ်ဓာတ်လေးကိုတော့ကိုတကယ်ပဲသဘောကျမိပါတယ်နာကျင်စွာနဲ့ပေါ့ကိုကတော့မင်းကိုတတိယလုံးလို့ရင်ထဲမှာမြဲတမ်းတဆက်ဆက်နဲ့နာကျင်နေရပေမဲ့မင်းကတော့ကိုမရှိပဲလဲပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေနိုင်တာပဲနော်ကိုရဲ့တည်ရှိမှုကမင်းအတွက်ဘာမှမဟုတ်တော့ဘူးဆိုတာတီးလိုက်ရတဲ့အချိန်မှာကိုတကယ်ပဲသနာမိပါတယ်မင်းရဲ့အဆက်ဆက်ကြီးတွေနဲ့နောက်ဆက်နေမှုတွေကကိုရဲ့နှလုံးသားကိုဓာတ်နဲ့မောနေသလိုပါပဲကိုကသာမင်းကိုရာရာထက်ဦးစားပေးခဲ့တာမင်းတွေ့တော့ကိုကစကားပြောဖို့တယောက်တောင်မထိုက်တန်တဲ့သူဖြစ်နေခဲ့တာလားခုတော့လေမင်းလိုရှိတဲ့အတိုင်းကိုတို့ကြားမှာတိုက်ဆိုင်မှုတွေပဲကြီးစိုးနေပါပြီကိုစကားမပြောပဲထားနိုင်တဲ့မင်းရဲ့စိတ်ဓာတ်လေးကိုကြည့်ပြီးကိုပဲရှုံးနိုင်မှုကိုလက်ခံလိုက်ပါတော့မယ်ကိုရဲ့လွန်ဆုံးမှုတွေနာကျင်မှုတွေကိုမင်းမသိအောင်ပဲတိုက်စီထားလိုက်ပါမယ်သွားပါတော့ကိုကတော့လေစကားမပြောပဲနေနိုင်တဲ့မင်းရဲ့ကဘာလေးထဲမှာပဲမင်းစိုက်ကြိုက်ပျော်ပျော်ကြီးနေထိုင်သွားပါတော့ကိုကတော့မင်းတကားမှတန်ဖို့ထားရတဲ့ကိုရဲ့မေတ္တာတွေကိုရင်မာပိုက်ပြီးတိုက်ဆိုင်မှုတွေကြားမှာပဲတယောက်တည်းကြံရခဲ့ပါတော့မယ်ငါမရှိလည်းဖြစ်တယ်ဆိုတဲ့မင်းရဲ့စိတ်ဓာတ်လေးကိုလေးစားပါတယ်ဒီတိုင်းလေးပဲဆက်ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်